ကဲ့ပါဆရာအခုမြန်မာနိုင်ငံမှာဆိုတော့ခီးသွွားဝန်ဆောင်မှုမှာရည်ကြီးမှုတွေအပြင်ဆက်လက်ရတဲ့ဘောတော့ဆိုတော့ရှိပါတယ်ဆရာဒါလေးတွေရောဆရာအနေနဲ့အချင်းပြုပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ကချင်ကယားကရင်ချင်းပမာမွန်ရခိုင်ရှမ်းသက်ဆိုင်ရာပြည်သူများရဲ့ဒလေထုံနဲ့အစဉ်လာယဉ်ကျေးမှုတွေရှိတယ်လို့ပဲတနိုင်ငံလုံးနဲ့ပတ်သက်တဲ့ဇာတိပွဲတော်တွေလည်းရှိပါတယ်အဲ့ဒါတွေကတော့အထင်ရှားဆုံးကတော့ကျွန်တော်တို့ဒီတကြံကာလနှစ်သက်ကူပွဲတော်တွေရှိတယ်ဟလာကျွန်တော်တို့တဘူလွဲရတာဆိုထမင်းနဲ့ပွဲရှိတယ်ဟလာမြင်းခဲသပင်ပွဲရှိတယ်လေတော်သပင်ပွဲတွေရှိတယ်စသဖြင့်ကျွန်တော်တို့12လရာသီတွေရှိပါတယ်အဲ့ဒါကတော့နိုင်ငံတနိုင်ငံလုံးနဲ့ဆက်လျင်းတဲ့မျိုးသား12လရာသီပွဲတော်တွေပဲဖြစ်ပါတယ်ဒါတွေကလည်းကျွန်တော်တို့ကတကယ်တမ်းပြောမယ်ဆိုလို့ရှိရင် tourist attraction အတွက်အမတန်ကျွန်တော်တို့အသုံးပြုလို့ရတဲ့အရင်းမြစ်တွေပဲဖြစ်ပါတယ်ဥပမာကချင်ပြည်နယ်မှာဆိုမနောပွဲရှိတယ်ဟာလာကျွန်တော်တို့ဒီချင်းပြည်နယ်နဲ့နာဂဒေသမှာကျွန်တော်ကောက်သစ်စားပွဲတွေရှိတယ်အခြားသောကျွန်တော်တို့ဒလိထုံနှံအစင်လာပွဲတော်တွေအများကြီးရှိပါတယ်အဲဒီထဲမှာဘာသာရေးရပွဲတော်တွေရှိတာပေါ့လေဘာသာရေးရပွဲတော်တွေကခရစ်ယာန်ဘာသာဝင်တွေကခရစ်စမတ်ရာရှိမယ်ဟိန္ဒူဘာသာဝင်တွေကဒီပါဝါလေးရှိမယ်အစ္စလာမ်ဘာသာဝင်တွေကအစ်ပွဲတော်တွေရှိမယ်ဗမာဗုဒ္ဓဘာသာတွေမှာဝါဝင်ဝါတွက်တွေရှိမယ်ဟာလာစသဖြင့်ပွဲတော်တွေအများကြီးရှိကြပါအလားတူပဲကျွန်တော်တို့ဒေသလိုက်မှာရှိတဲ့local tradition and custom တွေဆိုတာလည်းရှိပါတယ်တချို့အရာတွေကြတော့ကိုယ်ဝယ်တဲ့ဘာသာနဲ့မဆိုင်ပါဘူးဒလေထုံနှံယဉ်ကျေးမှုတွေနဲ့သက်ဆိုင်ပါတယ်အဲ့ပွဲတော်တွေအားလုံးကလည်းကျွန်တော်တို့မြန်မာနိုင်ငံရဲ့ tourist attraction အတွက်ကိုကျွန်တော်တို့အသုံးချလို့ရတဲ့အရာတွေပဲဖြစ်ပါတယ်အဲဒီမှာကျွန်တော်တို့အဲ့လိုပွဲတော်တွေထဲမှာကိုကျွန်တော်တို့ကသက်ဆိုင်ရာဒေသနဲ့ထင်ပေါ်ကြော်ကြားတဲ့အရာတွေပေါ့ဥပမာအင်္ဂလိပ်ဒေသပေါ့လေအင်္ဂလိပ်ဒေသမှာကျွန်တော်တို့ဖောင်တော်ဦးဖျားလှည့်တဲ့ပွဲရရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရှမ်းပြည်နယ်မှာပဲမိဘုံများလွတ်တဲ့ပွဲတော်တွေရှိတယ်12လရာသီပွဲတော်တွေနဲ့ဒေသန္တရလိုက်ထင်ရှားတဲ့ပွဲတော်တွေဟာလည်းပဲခီးသွွားလုပ်ငန်းအတွက်ကိုကျွန်တော်တို့အသုံးပြုလို့ရတဲ့ရင်းမြစ်တွေပဲရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့စီမှာအဓိကပြင်ရမှာတော့ဝန်ဆောင်မှုဆိုတဲ့နေရာမှာကျွန်တော်တို့ကဝန်ဆောင်မှုတစ်ခုတည်းဝန်ဆောင်မှုဆိုတဲ့စကားလုံးသုံးလုံးနဲ့မှာခီးသွွားလုပ်ငန်းအတွက်ကိုပဲစဉ်းစားဖို့မသိပါဘူးအများကြီးပါပါတယ်ဝန်ဆောင်မှုတဲ့တစ်ချက်ကကျွန်တော်တို့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှအခုဝန်ဆောင်မှုပေးနေတာရှိတယ်ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ဝန်ဆောင်မှုကျန်းမာရေးနဲ့သက်ဆိုင်တဲ့ဝန်ဆောင်မှုမှာဒီစိတ်ရုံတရုံမှာရှိတဲ့အခြေခံလုံသားတူရဲ့ဝန်ဆောင်မှုတူနာပြုတ်တူရဲ့ဝန်ဆောင်မှုဒီစိတ်ပညာနဲ့ပတ်သက်တော့ဆရာဝန်ကျွမ်းကျင်သူပါတူရဲ့ဝန်ဆောင်မှုအုပ်ချုပ်ရေးပိုင်းဆိုင်ရာဝန်ဆောင်မှုဒါတော့စိတ်ပညာနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုပေါ့နောက်တစ်ခုကတော့အခုကျွန်တော်တို့ပစ္စည်းတစ်ခုသွားဝယ်တယ်တယ်လီဖုန်းတစ်ခုသွားဝယ်တယ်ပေါ့ဒီတယ်လီဖုန်းနဲ့ပတ်သက်ပြီးတော့မှစိတ်ရှိလက်ရှိရှင်းပြတယ်လာပြီးတော့မှမေးတဲ့လူကဝယ်သည်ဖြစ်စေမဝယ်သည်ဖြစ်စေဆိုင်ရရှိတဲ့လူပုဂ္ဂိုလ်ကစနစ်ကြရှင်းပြတတ်ရမယ်ဟုတ်ပြီနော်လူတယောက်ကိုကြည့်လိုက်တဲ့ဒီလူကဝယ်နိုင်တဲ့ပုံလည်းမပေါ်ပါဘူးဆိုပြီးတော့မှစိတ်ရှိလက်ရှိရှင်းပြခြင်းမရှိဘဲနဲ့ဝန်ဆောင်မှုအားနေတာလေဝန်ဆောင်မှုပဲရှိပါနောက်တစ်ခုကတော့ဥပမာကျွန်တော်တို့ဆက်ပြင်တဲ့အလုပ်ရုံတွေဝက်ရှော့တွေကားပြင်တာတွေတခြားသောဆက်ပစ္စည်းကိရိယာပြင်ဆင်တဲ့နေရာတွေမှာလည်းပြောဆိုဆက်ဆံတာထိတွေ့တာတွေကအစအားလုံးဝန်ဆောင်မှုပဲဖြစ်ပါတယ်အဲတော့အချို့ကတွက်ကြပါတယ်အခုလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံမှာစေဝါကုသနေတဲ့လူပုဂ္ဂိုလ်တွေရှိတယ်ထိုင်းနိုင်ငံသွားမယ်တချို့ကြလည်းစင်ကာပူနိုင်ငံသွားမယ်စင်ကာပူနိုင်ငံသွားမယ်မြန်မာနိုင်ငံရဲ့ဝန်ဆောင်မှုဘာတွေလိုနေလဲဘာကြောင့်ပါလဲဆိုတာကိုလည်းလေ့လာဖို့လိုပါတယ်အလားတူပဲဝန်ဆောင်မှုလုပ်ငန်းမှာအချို့သောလူတွေအားလုံးကဒီဝန်ဆောင်မှုကိုစနစ်တကျနားမလည်ပဲနဲ့အဲ့လိုဝန်ဆောင်မှုလုပ်ငန်းရပ်တွေကိုလည်းစနစ်တကျဆောင်ရွက်ဖို့လိုအပ်ပါတယ်။ဥပမာစားတော့ဆိုင်ဝန်ဆောင်မှုတစ်ခုကျွန်တော်တို့ကအခုလက်ရှိနိုင်ငံတော်မှာအခွန်ပေးတဲ့ယဉ်ကျေးမှုကိုစနစ်တကျနဲ့ဆောင်ရွက်နေတာဖြစ်တယ်။စားတော့ဆိုင်မှာပဲဖြစ်ဟာလာတယ်လီဖုန်းဝယ်တာပဲဖြစ်နိုင်ငံတော်အခွန်ပေးဆောင်ရပါတယ်။ပေးဆောင်တဲ့နေရာမှာစားတော့ဆိုင်တွေမှာ government tax ဆိုတာပါတယ် service tax ဆိုတာပါတယ်။အဲ့ဒီအတွက်စားတော့ဆိုင်မှာပေးဆောင်နေတဲ့ဝန်ဆောင်မှုအပါအဝင်တနိုင်ငံလုံးမှာရှိတဲ့စီးပွားရေးနဲ့နှီးနွယ်ဆက်ဆက်နေတဲ့ဝန်ဆောင်မှုတွေလူမှုရေးနဲ့နှီးနွယ်ဆက်ဆက်နေတဲ့ဝန်ဆောင်မှုအားလုံးကိုလည်းအတိတရားမြင့်တင်ဖို့လိုအပ်ကြောင်းတစ်ဆက်တည်းပြောလိုပါတယ်ကျွန်တော်တို့နိုင်ငံအတွင်းမှာရှိတဲ့ tourist attraction ခီးသွွားလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှဆွဲဆောင်စည်းရုံးနိုင်တဲ့အရင်းအမြစ်တွေကိုမှန်ကန်တဲ့ဝန်ဆောင်မှုတွေမှန်ကန်တဲ့
ကျွန်တော်တို့အတွေးခေါ်အယူဆတွေလှုပ်ဆောင်ချက်တွေနဲ့ပေါင်းစပ်လို့ရှိရင်တိုးတက်လာနိုင်ပွဲရှိကြောင်းလည်းထပ်လောင်းတင်ဆက်လိုပါတယ်ဟုတ်ကဲ့ပါဆရာအခုထပ်ပြီးတော့မေးချင်တာလေးရပါတော့နိုင်ငံတစ်ခုရဲ့စီးပွားရေးကိုတိုင်းတာတဲ့အခါမှာဘယ်လိုမျိုးအခြေခံအကြောင်းတရားတွေအချက်တွေရှိပါသလဲရှင်ဟုတ်ကဲ့အစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကိုကိန်းဂဏန်းအနေနဲ့တိုင်းတာတဲ့နေရာမှာကျွန်တော်တို့အများမြင်လွယ်အဆင့်ပြေတာတော့ GDP တို့ GNP တို့ GDP ဆိုတာတော့ gross domestic product လို့ခေါ်ပါတယ်မြန်မာလိုကတော့ပြည်တွင်းအသားတင်ထုတ်ကုန် GNP ဆိုတာတော့ gross national product မြို့သားအတဲ့ထုတ်ကုန်လို့ပြောပါတယ်ပြောတော့နိုင်ငံတစ်နိုင်ငံရဲ့ GDP ကိုတွက်တာပေါ့လေဥပမာပဲနိုင်ငံကတော့ GDP billion block trillion block အနသန်းစသဖြင့်တွက်ကြတာပေါ့တော်တော်ဒီကိန်းဂဏန်းတွေအားလုံးကိုနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့လေယာတစ်တော်စွမ်းအင်ရဲ့စစ်ကုန်ထုတ်လုပ်မှုအရင်းမြစ်တွေနဲ့ပတ်သက်ပြီးတော့မှတိုင်းတာပါတယ်ဥပမာစိုက်ပျိုးမွေးမြူစိုက်ပျိုးရေးကဏ္ဍမှာမြန်မာနိုင်ငံကဘာပစ္စည်းတွေဘယ်လိုစိုက်ပျိုးတယ်ပြည်တွင်းမှာဘယ်လိုစားသုံးတယ်ပြည်ပကိုဘယ်လိုတင်ပို့တယ်အဲ့လိုတင်ပို့တာဖြစ်တဲ့အတွက်စိုက်ပျိုးရေးကဏ္ဍကနေနိုင်ငံတော်ဝင်ဘယ်လောက်ရတယ်မွေးမြူရေးကဏ္ဍကနေပြီးတော့မှကျွန်တော်မြန်မာနိုင်ငံမှာဘာတွေမွေးမြူတယ်ဘယ်လိုတင်ပို့တယ်ရောင်းချတယ်ဘယ်လိုတွေရတယ်အဲ့တော့လေယာစိုက်ပျိုးရေးသစ်တော်တထုစွမ်းအင်စသဖြင့်ပေါ့ကဏ္ဍကြီးတွေအားလုံးမှာနိုင်ငံတနိုင်ငံရဲ့ဝင်ငွေအားလုံးပေါင်းပြီးတော့မှတွက်တော့အဲ့ဒီထဲမှာ GDP ရတော့ gross domestic product ကတော့ကျွန်တော်တို့ပြည်ပကအကူအညီထောက်ပံ့နေမပါပါဘူးသက်ဆိုင်ရာနိုင်ငံတနိုင်ငံရဲ့ပြည်တွင်းမှာရှိတဲ့စွမ်းရည်အရင်းမြစ်တွေပါပါတယ်အဲ့ဒီထဲမှာလူတွေရဲ့ကဏ္ဍတွေတွက်တဲ့နေရာမှာ hotel and tourism hotel နဲ့ခီးသွွားလုပ်ငန်းရပ်တွေလည်းပါပါတယ်ပါတော့ခုနကျွန်တော်တို့ကဒီကဏ္ဍအကြီးကြီးတွေကိုတွက်ချက်လိုက်တဲ့နေရာမှာဝန်ဆောင်မှုလုပ်ငန်းလည်းပါလာhotel လုပ်ငန်းဆိုတာ silent industry အတန်တိတ်နေတဲ့လုပ်ငန်းရပ်တွေမိကိုထွက်တဲ့လုပ်ငန်းရပ်တွေဖြစ်တဲ့အတွက်သူတို့လုပ်ငန်းရပ်တွေကလည်းဝင်ငွေဘယ်လောက်ရှိတယ်ဆိုတော့တွက်ပါအဲ့တော့ကဏ္ဍရပ်ကြီးအလိုက်ပြပကနေအကူအညီမပါဘဲနဲ့ပြည်တွင်းကဆောင်ရွက်ချက်တွေလိုက်ကဏ္ဍတွေလိုက်စုပေါင်းဝင်ငွေတွက်ချက်တာကိုကျွန်တော်တို့ GDP လို့ခေါ်ပါတယ်ပြည်တွင်းအသားတင်ထုတ်ကုန်လို့ခေါ်ပါတယ်အဲ့မှာကဏ္ဍရပ်ပေါင်းစုံပါပါတယ်အဲ့တော့ GNP ဆိုတာက gross national product ဆိုတာကတော့မြို့သားအသားတင်ထုတ်ကုန်ကြတော့သူကကျွန်တော်တို့ငယ်ငယ်တော့သင်ရတဲ့ပုံစံရဆိုတော့ပြည်ပကအကူအညီထောက်ပံ့နေတာထက်တွက်တယ်။ဥပမာထားလိုက်ပါတော့လေကျွန်တော်တို့က ADB ကနေအာရှဖွံ့ဖြိုးရေးဘဏ်ကနေပြီးတော့မှမြန်မာနိုင်ငံကိုဟလာကျွန်တော်တို့ငွေဘလောက်ချီတယ်အတုံးလုံးသက်သာတဲ့ဟာနဲ့ချီတာပေါ့။ချီလို့ရှိရင်ခုနတန်ဖိုးထဲမှာပြည်ပအကူအညီတွေထောက်ပံ့နေထက်တွက်ပါတယ်။ဒါတော့ကျွန်တော်တို့academically ကျွန်တော်တို့ကဒီပညာရပ်ဆိုင်ရာအရာတွက်ချက်တာတွေပေါ့။တွက်ချက်တော့ဒီထဲမှာကျွန်တော်တို့ကအဓိကပြန်ခွဲလိုက်လို့ရှိရင်ခုနဘယ်လိုပဲကဏ္ဍရပ်ကြီးတွေများပြားစုံလဲနှစ်ခုပဲထပ်ခွဲအဲ့နှစ်ခုကဘာလဲဆိုတော့ကုန်ထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုကုန်ထုတ်လုပ်မှုဆိုတဲ့အထဲမှာအကုန်လုံးပါတာပေါ့ခုနကျွန်တော်ပြောတဲ့အတိုင်းမြန်မာနိုင်ငံသစ်တော်တွေသစ်တော်တွေကျွန်တော်တို့တစ်တွေတင်ပို့တယ်တင်ပို့ပြီးပြန်ဆိုင်တယ်ပြန်ဆိုင်ပြီးတော့သစ်တော်ကဏ္ဍဘယ်လောက်ရတယ်တထုတွင်ကဏ္ဍဘယ်လောက်ရတယ်လေယာသားငါဘယ်လောက်ရတယ်ဝန်ဆောင်မှုလုပ်ငန်းဟိုတယ်နဲ့ခီးရဘယ်လောက်ရတယ်တဘာဝတန်ငွေတင်ဖို့ရောင်းချတာဘယ်လောက်ရတယ်စသဖြင့်အကုန်လုံးတွက်ပြီးတော့မှရလာတဲ့အထဲထဲမှာကုန်ထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုနှစ်ခုဆိုထပ်ခွဲတော့ဒီနှစ်ခုကိုနိုင်ငံတိုးတက်စေခြင်းနဲ့လူပုဂ္ဂိုလ်တွေကဒီနှစ်ခုကိုနားလည်ပြီးတော့မှအဲ့လုပ်ငန်းချက်တွေတိုးတက်အောင်လုပ်ရမယ်တိုးတက်အောင်လုပ်မယ်ဆိုတော့ manufacturing ကတော့ကျွန်တော်ပြောမယ်ဆိုကုန်ထုတ်လုပ်မှုတွေဆိုတာကတော့မျက်စိတည်းမြင်တာအောင်ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကုန်ထုတ်တဲ့နေရာမှာကျွန်တော်တို့နှစ်မျိုးရှိပါတယ် project ဆိုတာကတော့စက်ရုံတွေကထွက်တဲ့ထုတ်ကုန်စက်ရုံကထုတ်လိုက်တယ်လေယာကဏ္ဍတွေကနေထွက်လို့ရှိရင်ထွက်ကုန်လေယာထွက်ကုန်ပစ္စည်းပေါ့အဲဒီတော့ product ကိုထုတ်ကုန်ကိုကျွန်တော်တို့ product လို့ခေါ်တယ်လေယာကဏ္ဍထွက်တဲ့လေယာထွက်ပစ္စည်းလို့ရှိရင် produce လို့ခေါ်တယ်ထွက်ကုန်ပေါ့အဲ့လိုခေါ်အဲ့ပစ္စည်းတွေအတွက်ကိုကျွန်တော်တို့ကဒေတာစနစ်ကြနဲ့စိုက်ပျိုးနိုင်အောင်ထုတ်လုပ်နိုင်အောင်ပြည်သူတွေကိုအားပေးရမယ်ဟုတ်ပြီနော်ကျွန်တော်စိုက်ပျိုးရေးကဏ္ဍမှာဆိုတခြားနိုင်ငံတွေကျွန်တော်လေ့လာတယ်ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်ကျွန်တော် jasmine rice ပန်းဆန်မွေးရှိတယ်အိန္ဒိယနိုင်ငံမှာဆို basmati rice ဆိုတာရှိတယ်အခုလောလောဆယ်ထွန်းသစ်စာဆိုလို့ရှိရင်အိန္ဒိယလည်းစံစပါးတွေတူချက်စိုက်ပျိုးလာတယ်ကမ္ဘာတစ်ပတ်ပို့တယ်နောက်တစ်ခုကနောက်တစ်နိုင်ငံကတော့ဗီယက်နမ်ဆိုလဲသူ့ရဲ့မျိုးနဲ့သူတို့လုပ်တယ်ဖိလစ်ပိုင်ဆိုလဲသူ့သက်ဆိုင်ရာမျိုးရင်းနဲ့ကမ္ဘာစံစည်းကွက်ကိုထိုးဖော
ကိုပေါက်နေတာဖြစ်တဲ့ဒါတွေအားလုံးက manufacturing နဲ့ production တွေမှာပါတယ်။ပါတာဖြစ်တဲ့အတွက်ဒီထုတ်ကုန်လုပ်ငန်းမှာလုပ်နေတဲ့တောင်သူလယ်သမားတွေတခြားသောစီးပွားရေးလုပ်ငန်းရှင်တွေအားလုံးကစနစ်တကျထုတ်လုပ်ချင်အောင်ဆောင်ရွက်ပေးဖို့လိုပါတယ်။အဲ့ဒီနေရာမှာကျွန်တော်တို့နိုင်ငံတော်အစိုးရလှုပ်ဆောင်ရမယ့်ပိုင်းရှိတယ်လုပ်ငန်းရှင်တွေကလှုပ်ဆောင်ရမယ့်ပိုင်းရှိတယ်ပြည်သူတွေကလိုက်နာရမယ့်ပိုင်းတွေရှိပါတယ်ရှိတာဖြစ်တဲ့အတွက်ခုနစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် manufacturing sector ကို manufacturing ထုတ်လုပ်မှုနဲ့ပတ်သက်ပြီးတော့မှစိုက်ရုံလုပ်ရုံကထုတ်လုပ်တဲ့ထုတ်ကုန်မျိုးမျိုးရှိတယ်လယ်ယာစိုက်ပျိုးမွေးမြူရနေထုတ်ကုန်တွေမျိုးမျိုးရှိပါတယ်အဲ့ဒါတွေအားလုံးကိုလည်းကျွန်တော်တို့ကမှန်မှန်ကန်ကန်အသုံးချတတ်ဖို့တိုးမြင့်တတ်ဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်အလင်းသင်လို့ပေါ့ပြည်ပမှာရောက်နေတဲ့တချို့နိုင်ငံသားတွေကပြောတယ်။ပြောင်းနေမင်းတို့နိုင်ငံကိုဝတ်သားရတယ်တခြားနိုင်ငံကိုဝတ်သားနဲ့မတူဘူးကွာ။ဘာဖြစ်လို့လဲ။အရသာထူတယ်ကွာအရသာကောင်းတယ်။ဘလားလူပဲမြန်မာနိုင်ငံကအမဲသားဆိုတာကျွန်တော်တို့ကအရင်တော့ကမြန်မာနိုင်ငံပြည်တွင်းကနေပိုရှန်နေတဲ့နွားတွေကိုဝယ်ပြီးတော့မှပို့တာပေါ့။အမဲသားနောက်တစ်ခုစိတ်သားစားတဲ့ဖြစ်မှာနော်။အဲ့လိုတွေပါဖြစ်တဲ့အတွက်နောက်တစ်ခုကသူတို့ပြောတာကျွန်တော်နိုင်ငံသားတငယ်ချင်းတွေပြောတာseafood ပင်လယ်ရတဲ့ပစ္စည်းကလည်းမြန်မာနိုင်ငံတချို့အရသာလေးတွေထူးခြားနေရပါထူးခြားနေရဆိုတော့ကျွန်တော်တို့ကပင်လယ်ရတဲ့ပစ္စည်းတွေကိုထုတ်လုပ်တဲ့ရေပိုင်နက်တွေမှာကျွန်တော်တို့ဆိုမှာ water pollution သိပ်ပြီးတော့အရင်အလောက်မများသေးဘူးပေါ့တခြားနိုင်ငံတွေလောက်မများသေးဘူးဆိုတာဖြစ်တဲ့အတွက်ရေတဲ့ပစ္စည်းလည်းအရသာထူးတယ်အမဲသားခုနကျွန်တော်ပြောတဲ့အတိုင်းဝက်သားစသဖြင့်အဲ့လိုထူးခြားနေရလေရှိတော့ကျွန်တော်တို့ကပါလဲဆိုဒီမြမမျိုးရင်းကအရသာထူးခြားနေတာဖြစ်တဲ့အတွက်နွားတွေကိုကျွန်တော်တို့စီးပွားဖြစ်မွေးရမယ်။ဝက်တွေလည်းစီးပွားဖြစ်မွေးရမယ်။အခုလိုမျိုးတော့မဟုတ်ဘူးပေါ့။ဟာလာဝက်သားကြိုက်တဲ့နိုင်ငံကိုဝက်ပို့ရမယ်။အမဲသားကြိုက်တဲ့နိုင်ငံကိုအမဲသားပို့ရမယ်။စိတ်သားကြိုက်တဲ့နိုင်ငံကိုစိတ်သားပို့ရမယ်။ဒီနေရာမှာတော့စီးပွားရေးလုပ်တာဖြစ်တဲ့အတွက်ဘာသာရေးရှုမြင်ချက်တွေနဲ့လည်းသွားပြီးတော့ရှုမြင်လို့မရပါဘူး။ဟုတ်ပြီနော်။စီးပွားရေးကတော့စီးပွားရေးရ manufacturing လို့ production လို့တက်ချင်တယ်ဆိုရင်ကျွန်တော်တို့ကမှန်မှန်ကန်ကန်နဲ့လုပ်ပေးနေရမယ်။တောင်သူလယ်သမားတွေကိုစနစ်ကျစိုက်ပျိုးအောင်လောက်လာမယ်စပါးစိုက်ပျိုးနေတဲ့တောင်သူလယ်သမားတွေကမှန်မှန်ကန်ကန်နဲ့ကျမ်းမာတန်ဆွမ်းပြီးတော့မှလယ်လုံးနေတာနဲ့ဘဝတိုးတက်နိုင်တယ်ဆိုတော့မျှော်လင့်ချက်လေးတွေပေးထားရမယ်ဝင်းမြူရေးသမားတွေအလားတူပဲတခြားသောစီးပွားရေးလုပ်ငန်းရှင်တွေလည်းအလားတူရှိအောင်လုပ်ရမှာအဲ့လိုလုပ်ရမှာဖြစ်တဲ့အတွက်စီးပွားရေး indicator တွေကိုတိုင်းထွာတဲ့နေရာမှာပကတိကိန်းဂဏန်းတွေကိုပဲကျွန်တော်တို့ကိုးကားဖို့လိုအပ်ပါတယ်ကျွန်တော်တို့မြင်ကောင်းအောင်ကြားကောင်းအောင်လုပ်ထားတဲ့ကိန်းဂဏန်းတွေအားလုံးကိုစိတ်ထဲမှာထားလိုက်လို့ရှိရင်ကျွန်တော်တို့အဖြေမှားမယ်သုံးသပ်ချက်မှားမယ်အဖြေမှားလို့ရှိရင်ကုသနီလန်းတွေလည်းမှားနေမယ်ကုသတဲ့နီလန်းမှားလို့ရှိရင်အချိန်နေတာကုန်နေမယ်ကျွန်တော်တို့အရွေးတစ်ခုရှိလာမှာမဟုတ်ပါအဲ့အတွက်နိုင်ငံတစ်ခုရဲ့ economic indicator တွေကိုတိုင်းထွာတဲ့နေရာမှာလည်းလက်တွေ့ကြမယ်မှန်ကန်မယ်ထိရောက်ပါမယ်ကိုယ်နိုင်ငံရဲ့အခြေအနေအရပ်ကိုကျွန်တော်တို့မှန်မှန်ကန်ကန်နဲ့လက်ခံပြီးတော့မှနီလန်းမှန်နော်ယောဂနဲ့ဆေးနဲ့မှန်ကန်အောင်ဆောင်ရွက်တင်တယ်လို့ထင်မြင်ဆပါတယ်အခုမြန်မာနိုင်ငံမှာရှိတဲ့သယံဇာတတွေအားလုံးဟာအများကြီးကျန်ရှိနေပါသေးတယ်ထင်ရှားတဲ့တာရကပေါ့ကျွန်တော်တို့တင်းနေတာဤဒေသမှာမြန်မာနိုင်ငံကသဘာဝတန်ခွေတိုက်ကြီးတွေ့တယ်အဲသဘာဝတန်ခွေတိုက်ကြီးကိုနိုင်ငံအတွက်အကျိုးရှိအောင်ကျွန်တော်တို့ကဘယ်လိုအသုံးပြုကြမလဲနိုင်ငံရဲ့အရွေးကိုစနစ်တကျနဲ့ကျွန်တော်တို့ဘယ်လိုထိရောက်အောင်အသုံးပြုမလဲဆိုတဲ့အရာတွေအားလုံးကကျွန်တော်တို့ပညာသက်ဆိုင်ရာနယ်ပယ်အသီးသီးမှာရှိတဲ့တက်ကြွတဲ့လူပုဂ္ဂိုလ်တွေနိုင်ငံရေးကောင်းဆောင်တွေအခြားသောနိုင်ငံတော်နဲ့ပြည်သူကိုစေတနာမှန်ကန်တဲ့လူပုဂ္ဂိုလ်တွေရဲ့ကျွန်တော်တို့အကြံပြုချက်တွေဆွေးနွေးချက်တွေကိုထည့်သွင်းစဉ်းစားပြီးမှဆောင်ရွက်သင့်ကြောင်းထပ်လောင်းတင်ဆက်လိုပါတယ်